ကျွန်တော်မခံနိုင်ဘူးဗျကျွန်တော်တင်တော့သိတယ်မခံနိုင်ဘူးမခံနိုင်တော့အဲ့ဒုက္ခစကန်ထဲမှာကျွန်တော်ကဓာတ်ပုံရှိတယ်ရိုဟင်ဂျာကလေးတွေနဲ့ဓာတ်ပုံရိုက်ထားတယ်ရှိတယ်လူတွေဗျခင်ဗျားတို့လူတွေခင်ဗျားတို့ဒုက္ခပါခင်ဗျားတို့ထင်တာခင်ဗျားတို့ရန်ကုန်မှာဖြစ်နေတဲ့ဒုက္ခပါခင်ဗျားတို့ဒုက္ခလို့ထင်တာမန္တလေးမှာရှိနေတဲ့ဒုက္ခပါခင်ဗျားတို့ဒုက္ခလို့ထင်တာခင်ဗျားတို့တနိုင်ငံလုံးဒုက္ခတွေကိုမေးထားခဲ့ကြတဲ့လူတွေခင်ဗျားတို့အပြစ်သားတွေခင်ဗျားတို့ကလူနှလုံးသားမရှိတဲ့လူတွေခင်ဗျားတို့ကနေတူပါခံစားနေရတာဝစ်လေတာအဲ့ကလေးတွေမျက်နှာကျွန်တော်မြင်လို့ပြောနေတာအဲ့ကလေးတွေကနိုင်ငံတော်လန်ကြီးကိုဒါတို့ပြေမိမေကြီးတော့ပဲအဲ့လောက်မီးရှို့ပြလီးပဲမင်းတို့တွေကိုဒုက္ခတဲ့စကားထဲမှာနှစ်ပေါင်းများစွာလောင်ပိတ်ထားတဲ့နိုင်ငံတော်လန်မင်းတို့တွေကဘာဖြစ်လို့ဒါတို့ပြေလုပ်နေတာလဲကျွန်တော်အဲ့လိုတွေးတဲ့ကောင်ခင်ဗျားတို့တွေကအဲ့တော့တက်နေတဲ့ကောင်တွေခင်ဗျားတို့တွေကစောက်ယူနေခင်ဗျားတို့တွေကဝင်းလည်မဲ့ကောင်တွေခင်ဗျားတို့တွေကသနာဥစားဖြစ်မဲ့ကောင်တွေခင်ဗျားတို့နိုင်ငံတစ်သလုံးမကောင်းဘူးခင်ဗျားတို့တွေကကိုယ်နိုင်ငံထဲမှာရှိတဲ့ကလေးတွေတော့မကယ်တင်တဲ့လူတွေခင်ဗျားတို့ဒုက္ခရောက်နေတာဘယ်သူမှလာမကယ်တင်ဘူးအဲ့တော့ true religion ဆိုတာအဲ့ဒါပဲရှင်ထဲမှာအချင်းရှင်ရပြီစောက်ယူနေရေငါဘာသာမှာငါဘာသာငါလူမျိုးမှာခင်ဗျားတို့ကြိုက်တဲ့နည်းနဲ့သွားဖရားတိုင်းကပြထားတယ်တကယ်လွတ်မြောက်ရာအကြောင်းတရားကိုပြထားပြီးသားဖရားတိုင်းကခင်ဗျားလူလိုတွေ့လူသားစိတ်ဝိညာဉ်နဲ့နေအောင်ပဲခင်ဗျားကျွန်တော်ဘာလို့မကိုးဝေတာလဲဆိုတော့ Jesus ကိုလည်းချစ်တယ်ဘုရားကိုလည်းချစ်တယ်မိုဟာမက်ကိုလည်းချစ်တယ်ဟုတ်ပြီလားအဲ့ဒါ intro ပဲရှိသေးတယ်ကျွန်တော်ဆက်ဖုတ်မယ်